ငါဟိုတယောက်နဲ့ချိန်တာဟဲ့ခုချိန်နေမလားသေးဘူးလားမသိဘူးဟုတ်လေတစ်ခါအပြင်ထွက်ဖို့အရမ်းကြာတာပဲဖုန်းဆက်ကြည့်လိုက်ပါဦးဟာဖုန်းကလေရေးရအကြောင်းဆိုကုန်နေပြီအားရလာရပါအောင်ပဲဆိုနေကြမှာပဲစဉ်းစားပဲအော်ဒီနားမှာ rematch showroom ရှိရပဲငါအဲ့မှာဝယ်တလို့နဲ့ဖုန်းဟာတော့တွေ့ရဟုတ်မယ်ငါဝယ်တလို့နဲ့အတော့တွေ့ရမယ်ဒီပါပါအလေးမှာအားတင်းကောင်းလေးပြပေးလို့ရ ရှိပါတယ်မဒီဘက်လေးမှာပါဒါနဲ့အမဖုန်းမော်ဒယ်လေးကလေဘာမော်ဒယ်လေးလဲရှိ iPhone 15လေး ဟုတ်ကဲ့ရပါတယ်မဒီဘက်လေးမှာမ iPhone 15အတွက်ဆိုရင်ဒါလေး3မျိုးရှိမယ်ရှင် ဟောဒီကောင်လေးကကြောက်ကောင်းမဲလား ဟုတ်ဒီနှစ်ခုကခေါင်းတီးတန်မှာဒါလေးကကြိုးကောင်းတွေ့ရပါရှင် ဟောအဲ့ဆိုလို့ရှင်ဒီကျိုးကောင်းတွေ့ရလေးပဲယူမယ်နော် ဟုတ်ဒါလေးကကျတော့လေ CA09 ကိုမှာ30 watt ခံချရှင်အဲ့ဒါကိုမှာ65 watt ကြိုးလေးပါတွဲပေးထားတယ်ပြီးတော့ site လေးကလေတိတ်ချစ်လေးနဲ့တရားပြပါအဆင်ပြေရယ် battery health တွေပါလေချိန်မှာ switch ကိုစရာမလိုဘူး ဟောအဲ့ဆိုလို့ရှင်ဒီကျိုးကောင်းတွေ့ရလေးနဲ့ပဲတစ်ချက်စမ်းပြလိုက် ဒါ နော် လေးဆက်ပြပေးလိုက်ပါမယ်ဖုန်းလေးချိန်ပါရှင် ဟွာလေးညီမလေးအဲ့ဟာလေးကိုလေညီမဟိုကွာ10မိနစ်လောက်အားသွင်းမိလိုက်လို့ရတယ် ဟုတ်ရပါတယ်ရှင်ဟုတ် 10မိနစ်လောက်သွင်းရမယ်နော် သူငါ့ကိုဖုန်းပြန်လာပေးရရှင်ကြရင်ငါအကြောင်းပဲချက်တစ်ခုပေးပြီးတော့စိုင်နေကနေလစ်ထွက်သွားမှရမယ် Minutes later. မအတူတူလေးဆန်းလာလေဖုန်းလေးရပြီရှင် ဟဲ့လား10မိနစ်နဲ့တော်တော်တက်သွားပါပဲနော်ညီမလေး ဟုတ်ပါဟုတ်တယ်ဒါလေးဘောင်ချလေးဖွင့်လိုက်ရတော့မလားရှင် အော်အဲ့ဒါလေးကလားအမတငယ်ချင်းနဲ့ပြီးချင်မှပြန်လာဝင်မယ်နော် तू ကအပြင်မှာစောင့်နေမှာနော်ဟုတ်တယ်မလားညီမလေး ဟုတ်ရရရှင်ဟုတ်